ဒီတဲ့မှာအကြမ်းဖက်မဲ့လူတွေအကြမ်းဖက်မဲ့လက်နက်တွေမရှိဘူးလို့ဒီနေရာဒီမှာစစ်စခန်းတွေစုထားတယ်လို့မပြောနိုင်ဘူးလားပေါ့နော်62ခုနှစ်နေဝင်အာနာယူသွားတဲ့ငါစပြီးဒီနေ့အချိန်ထိတမိုင်းကြောင်းဖြတ်သန်းမှုတွေကိုပြန်ကြည့်ပါဦးဇင်းတို့နိုင်ငံကိုဒီနေ့အကြမ်းဖက်နေတာကမွတ်စလင်တွေကအကြမ်းဖက်နေတာလားအခုသူတို့အောက်ဆွဲလုပ်နေတဲ့သူတို့ကိုးကွယ်နေတဲ့စစ်တပ်ကအကြမ်းဖက်နေတာလားဆိုတာဒီနေ့အခင်းကျင်းတွေကိုကြည့်ရင်သိတာထင်တာရှိပါတယ်သာသနိကအဆောက်အဦတော်တော်များများမှာစစ်စခန်းစိုက်တာဆိုလို့စစ်ကောင်စီကလွှဲပြီးမြမသမိုင်းမှာဘယ်သူရှိလို့တော့ church တွေထဲမှာလည်းစစ်စခန်းသူတို့ပဲစိုက်တာပဲဗလီတွေထဲမှာလည်းသူတို့ပဲစိုက်တာပဲဘုန်းတို့ရဲ့ဘုန်းကြီးကျောင်းတွေမှာအများဆုံးပဲစခန်းတပည့်တော်တို့စကိုင်းတိုင်းမှာဆိုနော်ဘုန်းကြီးကျောင်းတွေအကုန်လုံးစစ်စခန်းလုပ်ဖြစ်တယ်ဖျားတွေကိုကရုတ်ချင်းအနေနဲ့သုံးတယ်ပေါ့နော်အကာအကွယ်အနေနဲ့သုံးတာသူတို့စစ်ကောင်စီပဲရှိပါတယ်မိတ်ဆွေများအားလုံးတော်လန်သောနေ့တစ်ပါရဟန်းဆိုတာဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာအပိုင်း20ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း20မှာလူမျိုးရေးဘာသာရေးအဓိကရုဏ်းတွေမဖြစ်အောင်ဖန်တီးနေတဲ့မဘာသာသူစိတ်ဓာတ်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးတင်ပြသွားကြမှာပဲဖြစ်ပါတယ်အေယာဝတီတိုင်းမအူပင်မြို့နယ်ရေလဲလေးကျေးရွာဗလီတစ်ခုဖြတ်သိမ်းဖို့အတွက်ဖိအားပေးနေတဲ့ဗီဒီယိုဖိုင်တွေဆိုရှယ်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတာအားလုံးတွေ့ကြပါလိမ့်မယ်ဒီထက်မှာမဘာသာသူစိတ်ဓာတ်ကိုယ်တိုင်ဝင်ရောက်ပြီးတော့မှအကြမ်းဖက်ဖို့လှုပ်ဆော်နေတာတွေပြောဆိုနေတာတွေဦးဇင်းတို့တွေတွေ့ရတာပဲဖြစ်ပါတယ်မဘာသာသူစိတ်ဓာတ်ဘာတွေပြောထားသလဲဆိုတာကိုဦးဇင်းတို့အရင်ဆုံးလေ့လာကြပါမယ်အမိခံပြီးတော့ဒီတဲ့မှာအကြမ်းဖက်မဲ့လူတွေအကြမ်းဖက်မဲ့လက်နက်တွေမရှိဘူးလို့ဒီနေရာဒီမှာစစ်စခန်းတွေစုထားတယ်လို့မပြောနိုင်ဘူးလားပေါ့နော်ဒါကတော့မဘာသာသူစိတ်ဓာတ်ပြောကြခဲ့တာပါဒီဗလီထဲမှာအကြမ်းဖက်ပစ္စည်းတွေအကြမ်းဖက်မဲ့လူတွေစုဝေးမနေနိုင်ဘူးလားဆိုတဲ့ပုံစံမျိုးနဲ့ဒါဆွဆွဲချက်တစ်ခုပါဆိုတော့ဒါသူကိုယ်တိုင်စုဝေးနေတယ်လို့မြင်လို့လည်းမဟုတ်ဘူးကြားလို့လည်းမဟုတ်ဘူးတန်တရားစိတ်နဲ့အခုလိုပြောဆိုနေတာပဲဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဦးဇင်းအစ္စလမ်တို့ရဲ့ဗလီဆရာတို့ဖြစ်တဲ့မော်လာနာဟာဖစ်ကာရီဆရာဦးစိုးနေဦးကိုဆက်သွယ်ပြီးတော့မှအမေးမြန်းထားပါတယ်ဆိုတော့ဆရာကြီးမွတ်စလင်တွေရဲ့မျက်နှာအားထားရာဗလီတွေထဲမှာတကယ်ပဲအကြမ်းဖက်ဖို့စုဝေးနေနိုင်သလားဆိုတာကိုတစ်ချက်လောက်ရှင်းပြပေးပါဆရာမွတ်စလင်တွေကသူတို့ရဲ့တန်ဖိုးထားလေးစားရာဝတ်ပြုဆုတောင်းရာပေါ့နော်မွတ်စလင်တွေအတွက်ပလီဆိုတာကသူတို့ရဲ့နှလုံးသဲပေါ်ပါဘာဖြစ်လို့လဲဆိုတော့ဒီပလီမှာသွားပြီးတော့ဝတ်ပြုကြတယ်ဆုတောင်းကြတယ်လူတွေစုကြတယ်ကောင်းမှုကုသိုလ်တွေလုပ်ကြတယ်တနည်းပြောမယ်ဆိုတနေ့9ချိန်စัจ java လာကိုမေတ္တာပို့နေတဲ့နေရာကိုတရားမဝင်ပလီတို့နောက်တစ်ခုကအကျမ်းဖတ်တဲ့ပစ္စည်းတွေဆိုတာဘုံတို့လည်းသိတာပဲအခုသာသနိကအဆောက်အဦတော်တော်များများမှာစစ်စခန်းစိုက်တာဆိုလို့စစ်ကောင်စီကလွှဲပြီးမြမသမိုင်းမှာဘယ်သူရှိလို့တော့ church တွေထဲမှာလည်းစစ်စခန်းသူတို့ပဲစိုက်တာပဲဗလီတွေထဲမှာလည်းသူတို့ပဲစိုက်တာပဲဘုန်းတို့ရဲ့ဘုန်းကြီးကျောင်းတွေမှာအများဆုံးပဲစခန်းတပည့်တော်တို့စကိုင်းတိုင်းမှာဆိုနော်ဘုန်းကြီးကျောင်းတွေအကုန်လုံးစစ်စခန်းလုပ်ဖြစ်တယ်ဖျားတွေကိုကရုတ်ချင်းအနေနဲ့သုံးတယ်ပေါ့နော်အကာအကွယ်အနေနဲ့သုံးတာသူတို့စစ်ကောင်စီပဲရှိပါတယ်ဒါမော်လာနာဟာဖစ်ကာရီဆရာဦးစိုးနေဦးဖြည့်ရှင်းခဲ့တဲ့ဖြည့်ရှင်းချက်ပါဆိုတော့သူစိတ်ဓာတ်ဘာတွေဆက်ပြောထားသလဲဆိုတာကိုဦးဇင်းတို့လေ့လာကြည့်ကြပါအောင်စို့အဲ့တော့ဘာမှကလားတကောင်မှမရှိတဲ့ဟောဒီရေလဲကလေးကြေးရွာမှာဗလီဆိုပြီးတော့သမုတ်ပြီးတော့လူတွေကိုလာထားမယ်သူတို့ဘာတွေလုပ်မယ်ဆိုတာမသိအဲ့တော့ဝတ်ပြုစုတောင်းသူမရှိဘဲနဲ့ဘာသာဝင်တွေမရှိဘဲနဲ့ကတော့ဗလီတစ်လုံးဟာအကြောင်းမဲ့ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူးဒါကြောင့်မို့လို့ဆရာစိုးနေဦးကိုဦးဇင်းခုလိုမေးမြန်းစုံစမ်းထားပါတယ်ဆိုတော့လေဝတ်ပြုစုတောင်းသူမရှိဘဲနဲ့ပေါ့နော်ဒီနေရာမှာဗလီတစ်ခုဘွားကနေပေါ်လာဖို့ဆိုတာကဆရာကြီးတကယ်ပဲလွယ်ကူနိုင်မှာမလားဗျတပည့်တော်တို့အစ္စလာမ်ဘာသာဝင်တွေဟာပလီမှာစေးတုပ်ဖို့အတွက်နော်ပြိုနေတဲ့ဒတိုင်းလေးတွေပြန်ပြင်ဖို့အတွက်ဆိုရင်တော့မှဒီခွင့်ပြုချက်တွေအစဉ်တင်ရပါတယ်အစဉ်တင်ရတဲ့အပြင်လက်စားတာတွေကိုလည်းမျက်စိမှိတ်ပြီးတော့ပြီးရတာရှိပါတယ်ဆိုတော့အဲ့လိုလုံမှသာလျှင်ပြင်တာတော့လုပ်လို့ရတယ်ဒီလိုပလီတစ်လုံးပေါ်လာဖို့အတွက်ဆိုရင်တော့မြန်မာနိုင်ငံမှာဘလို့မှမလွယ်ဘူးနောက်တစ်ခုကတပည့်တော်တို့မှာ2မျိုးရှိတယ်ဂျမားခန္ဓာနဲ့ပလီနဲ့ဆိုတာရှိတယ်ဂျမားခန္ဓာဆိုတာကျတော့သူကဘာလဲဆိုရင်သူကဂျမားဆိုတာလူစုပြီးဝတ်ပြုလို့ရတာပဲရှိတာပေါ့နော်
အဲ့ဒါကတော့ तू ကတောက်ကြတယ်ပါတယ်ဝတ်ပြုလေမရှိဘူးဥမာမွတ်စလင်တွေမြောင်များရှိပေမဲ့ပလီဝတ်ကျောင်းတော်တွေမရှိတဲ့နေရာတွေမှာအများစုကတိဆောက်ပြီးတော့ဝတ်ပြုကြပါသူတောက်ကြတယ်ပါတယ်ကြာရင်နော်အဲ့ဒီဂျာမိတ်လို့ခေါ်တဲ့လူတွေစုပြီးဝတ်ပြုလို့ရတဲ့နေရာမှာပဲသွားပြီးတော့ဝတ်ပြုကြပါ ဒါအဖြေကရှင်းနေပါတယ်ဝတ်ပြုစုသောသူမရှိဘဲနဲ့ဗလီတစ်လုံးဟာလွယ်လွယ်ကူကူရောက်လာဖို့မဖြစ်နိုင်ပါဘူးဒါဟာဘာသာရေးဒီကရုံဖန်တီးဖို့တွေးထိုးလှုပ်ဆော်နေတယ်ဆိုတာကိုထင်ထင်ရှားရှားတွေ့မြင်နေကြရတာပဲဖြစ်ပါတယ် အဲ့တော့အခုလက်ရှိနိုင်ငံရေးအခင်းအကျင်းမှာမြန်မာကိုပဲမကြည့်နဲ့ကမ္ဘာကိုပါကြည့်ပါအနောက်နိုင်ငံအနောက်အုပ်စုတွေဖြစ်တဲ့ဒီမိုကရေစီပါလို့အော်နေတဲ့အတန်ကောင်းဟင်းနေတဲ့အမေရိကန်လိုနိုင်ငံအင်္ဂလန်လိုနိုင်ငံကြီးနေတော့မွတ်စလင်တွေရဲ့အန်ဒီရတွေနော်ဒီလိုအန်ဒီရတွေအကြမ်းဖက်မှုအန်ဒီရတွေကိုသိလို့တယ်သူတို့တွေတောင်လက်မခံတော့ဘူးအဲ့တော့ဦးဇင်းတို့နိုင်ငံကလက်တဆုပ်စာပဲရှိတယ်လက်တဆုပ်စာရှိတယ်ဟောဒီနိုင်ငံလေးမှာဘာသာရေးလူမျိုးကြီးဦးဇင်းတို့လည်းမျက်ခြေပြတ်သွားလို့မရဘူးဒီမွတ်စလင်တွေပတ်သက်ပြီးဦးဇင်းတို့ကအများအားစောင့်ကြည့်နေတာဖြစ်တယ် တော့ကဘာကြီးနဲ့ခြီးပြီးတော့ပြောသွားတာပဲဗျအဲ့မဲ့ဦးဇင်းတို့ပြန်တွေးကြည့်ရမှာကတလျှောက်လုံးဦးဇင်းတို့နိုင်ငံမှာဒီဘာသာရေးလူမျိုးကြီးတွေးထိုးနေတဲ့သူတွေပေါ့နော်စွန့်ရောက်ဘာသာရေးအဖွဲ့တွေပေါ့အများစုကထက်ကနေဆိုရင်မြန်မာနိုင်ငံမှာမွတ်စလင်တွေကအကြမ်းဖက်မယ်မွတ်စလင်တွေကသိမ့်ပိုက်မယ်ဒီလိုပဲပြောလာခဲ့တာဆိုတော့62ခုနှစ်နေဝင်အာနာယူသွားတဲ့ငါစပြီးဒီနေ့အချိန်ထိတမိုင်းကြောင်းဖြတ်သန်းမှုတွေကိုပြန်ကြည့်ပါဦးဇင်းတို့နိုင်ငံကိုဒီနေ့အကြမ်းဖက်နေတာကမွတ်စလင်တွေကအကြမ်းဖက်နေတာလားအခုသူတို့အောက်ဆွဲလုပ်နေတဲ့သူတို့ကိုးကွယ်နေတဲ့စစ်တပ်ကအကြမ်းဖက်နေတာလားဆိုတာဒီနေ့အခင်းချင်းတွေကိုကြည့်ရင်သိတာထင်တာရှိပါတယ်မွတ်စလင်တွေရောမို့သွားမယ်မွတ်စလင်တွေအုပ်စိုးသွားမယ်မွတ်စလင်တွေကအကြမ်းဖက်တယ်ပဲတွင်ပြောပြီးတော့စစ်မိတ်စာစစ်ဘလူးတွေကပဲဦးဇင်းတို့နိုင်ငံကိုအကြမ်းဖက်တယ်ဒီနေ့ပြန်ကြည့်လေကဲမွတ်စလင်တွေကအညာဒေသတစ်ခွင်မှာဘဲရွာကိုမိတင်ရှို့ခဲ့ဘူးသလဲဘသူတွေရဲ့ပြည်စည်းဥစ္စာတွေကိုမတရားလူယူဘူးသလဲဘသူတွေကိုမတရားမရင်းကျင့်ခဲ့ဘူးသလဲဒါတွေပြန်ကြည့်ကြရမှာပါအခုဦးဇင်းတို့နိုင်ငံစစ်မီးတောက်နေတာဟာစစ်တပ်ကြောင့်လားဒါမှမဟုတ်လို့ရှိရင်သူတို့ကအကြမ်းဖက်လို့ဆွဆွဲနေတဲ့မွတ်စလင်တွေကြောင့်လားဒါရှင်းလေးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါဟာအကြမ်းဖက်ဖို့အတွက်အဒီကရုံးပြုတ်ဖို့အတွက်ဒါတွေကိုတမင်တကာတွေးထိုးလှုပ်ဆော်နေတယ်ဆိုတာကြီးကတော့အတိအသာကြီးပါပဲ မူပင်မြို့နယ်ရေလဲကလေးကြီးရွာရဲ့ဘာသာရေးလူမျိုးရေးပဋိပက္ခတွေတစ်ချိန်မှာဖြစ်မလာနိုင်ဘူးဘယ်သူတာဝန်ယူလဲဘယ်ဌာနဆိုင်ရာတွေကတာဝန်ယူလဲဦးဇင်းတို့အချင်းချင်းလာတယ်ဘယ်ဌာနဆိုင်ရာမှာတာဝန်ယူဖြည့်ရှင်းပေးတာမျိုးတွေမရှိခဲ့ဘူး ဒီနေ့ဘာသာရေးဒီကရုံလူမျိုးရေးဒီကရုံတွေကိုဘသူတွေကစတင်ဖန်တီးတာလဲဒါပြန်ကြည့်ကြရမှာပါနိုင်ငံရေးရဲ့အလဲပြောင်းတစ်ခုတိုင်းမှာဒီလိုဘာသာရေးဒီကရုံလူမျိုးရေးဒီကရုံတွေကိုခေတ်တိုင်းမှာဖန်တီးခဲ့ကြပါတယ်ဦးဇင်းတို့သိမိသလောက်ကိုပြန်ပြောကြမယ်ဆိုလို့ရှိရင်ဦးဇင်းတို့ကိုရင်ဘဝစာတတိုက်ကိုရောက်စနှစ်မှာမဟာမြတ်မုနိဘိုက်ဖောက်တဲ့အမှုဖြစ်ခဲ့ပါတယ်အဲ့ဒီချိန်မှာယဟန်တန်ဃာတွေအားလုံးဟာဒီမဟာမြတ်မုနိဘိုက်ဖောက်မှုနဲ့ပတ်သက်ပြီးတော့အမှုမှန်ပေါ်ပေါက်ဖို့ဘယ်သူတွေကျူးလွန်နေတာလဲဆိုတဲ့တရားခံအစ်စ်ကိုရှာဖွေနေတဲ့အချိန်မှာဘုန်းကြီးရဲ့တူမကိုအစ္စလာမ်ကမရင်းကျင့်ပါတယ်ဆိုပြီးတော့လူမျိုးရေးအဓိကရုံးအတွင်ဖန်တီးခဲ့ကြတယ်ဒါတစ်ချက်ပါနောက်ဦးဇင်းတို့ဒီဘဲရင်ရေးခင်းဓမ္မကြီးတော်စန်းသူကြည်နဲ့ NLD ပါတီဝင်တွေကိုအခုကျဲကံဖွံ့ဖြိုးရေးပါတီအမည်ခံထားတဲ့အဲ့တုန်းကတော့ပြည်ခိုင်ဖြိုးအသင်းပေါ့နော်ပြည်ခံထားတဲ့ကြံ့ဖို့တွေကအကြမ်းဖက်ရိုက်နှက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုကြုံခဲ့ပါတယ်အဲ့နောက်ဘာမကြပဲကြောက်ဆယ်ကကြောက်သိမ်းမောဘုန်းကြီးနဲ့ပတ်သက်ပြီးတော့မှလူမျိုးရေးဘာသာရေးအဒီကရုံးတစ်ခုဖြစ်ဖို့ဖန်တီးခဲ့ကြပြန်ပါတယ်ဒီဘက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဦးသိန်းတို့ရခိုင်ပြည်ဖြူထွေးကိစ္စဒါကဦးသိန်းစိန်လက်ထက်ရောက်လာပါပြီအဲ့ဒီအချိန်တုန်းကလည်းပဲခုရခိုင်ပြည်နယ်ကနေမှတရုတ်ပြည်ထိဓာတ်ငွေ့တန်းဖို့ပိုက်လိုင်းကြီးတိဆောက်ဖို့လှုပ်စင်ကာလကအားလုံးပြည်သူပြည်သားတွေကလည်းပဲကန့်ကွက်ကြတယ်မကျေနပ်ချက်တွေအတန်တွေထွက်လာကြတယ်နောက်ဒီကြားထဲမှာလက်ပတော်တောင်ရေးခင်းတဲ့ဖြစ်လာခဲ့တယ်ဆိုတော့အဲ့ဒီဟာလဲပြီးလဲပြီးရောရခိုင်ပြည်နယ်မှာလူမျိုးရေးဘာသာရေးအဓိကရုဏ်းတစ်ခုဆက်လက်ပြီးတော့မှဖန်တီးခဲ့ကြပါသေးတယ်ဆိုတော့
ခေတ်တိုင်းမှာဘာသာရေးဒီကရုံးတွေကိုဖန်တီးခဲ့ကြတဲ့အခြေအနေတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံရဲ့အလှည့်အပြောင်းလေးတွေတစ်ခုကြုံတိုင်းမှာဖြစ်တယ်ဆိုတာအားလုံးစိတ်ဝင်စားစရာကောင်းပါတယ်ဆိုတော့ဒီနေ့ဒီအချိန်မှာလည်းပဲဦးဇင်းတို့တိုင်းသူပြည်သားတွေကတိုင်းပြည်လွတ်မြောက်အောင်ပြည်တဲ့လူငယ်တွေနဲ့တိုင်းသားဦး EROS တွေကဦးဇင်းတို့နိုင်ငံဓမ္မနိုင်ငံဖြစ်မြောက်ရေးတဲ့ကြိုးပမ်းနေတဲ့အချိန်ဒီအချိန်မှာသူတို့တွေကလည်းပဲတရားမဝင်တဲ့အတူရောင်ရွေးကောက်ပွဲကြီးကိုကျင်းပဖို့ပြုလုပ်နေတဲ့အချိန်မှာမိုးပင်ကရေလဲလေးကြီးရွာနဲ့ပတ်သက်ပြီးတော့မှဗလီတစ်ခုကိုအကြောင်းရှာပြီးတော့မှဘာသာရေးဒီကရုံးလုပ်ဖို့ကြိုးပမ်းနေကြတာပဲဖြစ်ပါတယ်ဆိုတော့ဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓဟာအကျမ်းဖက်မှုမှန်သမျှဘယ်အကျမ်းဖက်မှုကိုမှလက်မခံပါဘူးမိမိနဲ့ဘာသာမတူယူဝါဒမတူတဲ့သူတွေကိုမုန်းတီးဖို့လည်းသင်ပေးမထားပါဘူးဆိုတော့ဒီသင်္ကန်းတွေပတ်ထားပြီးတော့မှသင်္ကန်းဝစ်ပြီးဖရာသားတော်အမိခံနေတဲ့သူတွေရဲ့လုပ်ရက်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ကာယကံပြုမှုမှုဝစီကံပြောဆိုမှုတွေဟာသုပ္ပတိဘာနာဂုံနဲ့ညီသလားသူဇုပ္ပတိဘာနာဂုံနဲ့ညီသလားဆိုတာကိုဦးဇင်းတို့တိတိကျကျပြန်ပြောင်းတွေးတောကြရမှာပဲဖြစ်ပါတယ်ဦးဇင်းတို့ဗုဒ္ဓသာသနာသမိုင်းတစ်လျှောက်ကိုပြန်ကြည့်ပါအုပ်စုဖွဲ့အကျမ်းဖက်တဲ့လုပ်ရက်တွေကိုဖះဘယ်နေရာမှာခွင့်ပြုခဲ့ပါသလဲဖះလက်ထက်မှာရောဒါမျိုးတွေရှိခဲ့ပါသလားဗုဒ္ဓနဲ့ခေတ်ပြိုင်ပုရဏကတ္တပတို့မကလိဂောတာလတို့အတိတကေတကံပလတို့နိဂါထနာဒဗုဒ္ဓတို့စရှိတဲ့အဲ့တုန်းကတော့ဒိဋ္ဌိဆရာကြီး6ဦးပေါ့နော်ဒီပုဂ္ဂိုလ်တွေကိုနဲ့ဝါဒမတူတဲ့သူတွေရှိတယ်လေကဲအဲ့လိုဝါဒမတူတဲ့သူတွေကိုမုန်းတီးရမယ်ဆိုပြီးတော့မှဗုဒ္ဓဟာသူတို့ကိုအကျမ်းဖက်နှိပ်ကွပ်ဖို့အမိန့်ပေးခဲ့ဘူးသလားဒါတွေပြန်ကြည့်ရမှာပါဘာလို့လဲဆိုလို့ရင်အဲ့ဒီအချိန်တုန်းကဗုဒ္ဓကိုယ်တိုင်ကလည်းပဲတိုင်းပြည်တစ်ခုရဲ့အာဏာတစ်ခုကိုပိုင်ဆိုးနိုင်တဲ့အနေထားကောသလမင်းတို့ဗိမိသာရမင်းတို့အစရှိတဲ့အတိုင်းအပြည်မှာရှိနေတဲ့ဘုရင်တွေဟာလည်းဗုဒ္ဓရဲ့အရေးအောက်မှာဗုဒ္ဓခိုင်းစေတဲ့အတိုင်းဗုဒ္ဓလမ်းညွှန်တဲ့အတိုင်းကြင်ကြံနေကြတဲ့အခြေအနေပါအဲ့တော့သူ့ရဲ့ဩဇာသူ့ရဲ့ပါဝါနဲ့ကိုယ်နဲ့ဘာသာမတူအယူဆမတူတဲ့သူတွေကိုနှိပ်ကွပ်ဖို့ညွှန်ကြားခဲ့ပါသလားဒါတွေကိုပြန်တွေးကြည့်ပါပိဋကသုံးပုံဓမ္မကန္နာပေါင်း7400အခါတစ်လုံးချင်းနဲ့တစ်လုံးချင်းတိုင်းတွေကိုဦးဇင်းတို့ရှာဖွေကြည့်ဗုဒ္ဓလမ်းညွှန်ခဲ့တယ်ဗုဒ္ဓအကျမ်းဖက်ဖို့ပြောဆိုခဲ့တာတွေတခုမှမရှိပါဘူးဒီတော့ဗုဒ္ဓရဲ့သားတော်ဖြစ်နေတဲ့ဦးဇင်းတို့တွေဟာဗုဒ္ဓရဲ့လမ်းစဉ်နောက်မှာခြေပွားထက်ချက်မကွာလိုက်ပြီးတော့မှငြိမ်းချမ်းသောဓမ္မအမှန်တရားပေါ်မှာယက်တည်သောနေရာကပဲဦးဇင်းတို့တွေကြင်ကြံကြရမှာမဟုတ်ဘူးလားအခုကြည့်လေနော်တမ်းပြည်ရဲ့အာဏာအလုံးစုံကိုတော်မှပိုင်ဆိုင်ခွင့်မရှိသေးတဲ့ပြည်သူပြည်သားတွေကိုမတရားဖိနှိပ်ချုပ်ချက်လက်နဲ့ပြထားတဲ့သူတွေတကယ်အစစ်မှန်တဲ့အာဏာကိုမရရှိတဲ့သူတွေကိုကြောတော့နောက်ခံပြုတ်ပြီးတော့မိမိနဲ့ဘာသာမတူယူဆမတူတဲ့သူကိုအကျမ်းဖက်နေခြင်းဟာဒီမဘာသာအဖွဲ့တွေကအကျမ်းဖက်နေခြင်းဟာဒါဒီဗုဒ္ဓလမ်းစဉ်ဟုတ်ပါရဲ့လားဒါကိုဦးဇင်းတို့တွေချင့်ချိန်ကြမှာပဲဖြစ်ပါတယ်ဒီလိုအကြောင်းအရာတွေအများကြီးဒီမဘာသာရှိနေတယ်များကတော့နောက်တစ်ခုကမဘာသာနဲ့မဟာနာပေါ့ဗျာရှိနေတယ်များကတော့ဒါတွေဟာဒီကရုံးတွေဟာမကြဖြစ်နေအောင်ပါခေတ်တိုင်းအလှည့်အပြောင်းတစ်ခုကြုံတိုင်းဖြစ်နေအောင်ပဲဆိုတာအားလုံးသတိချက်ကြဖို့လိုပါတယ်ဒီတော့ဒီနေ့ဒီအချိန်မှာဦးဇင်းတို့တွေဟာဒီလိုကြုံတွေ့နေရတဲ့လူမျိုးရေးဘာသာရေးအဒီကရုံးတွေပေါ်မှာစီးမျောပြီးတော့မသွားကြဖို့သူတို့ရဲ့လက်ကွက်တွေသူတို့ရဲ့မှိုင်းတိုက်မှုတွေအောက်မှာမျောပါပြီးတော့မသွားကြဖို့အလုံးသောစုံလင်ကွဲပြားတဲ့ဘာသာရေးအယူရှိကြတဲ့သူတွေသတိချက်ကြဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်ဒီတော့ဦးဇင်းတို့တရားဓမ္မများအနေနဲ့လည်းပဲသင်္ကန်းကိုသာလျှင်ပတ်ထားပြီးတော့ယဟန်ရဲ့အမှုအကျင့်လုံးဝမှမရှိတဲ့သူတွေကိုလည်းပဲကျင်ဖယ်ပြီးတော့စစ်မှန်တဲ့ဗုဒ္ဓရဲ့ဓမ္မပေါ်မှာယက်တည်နေတဲ့ယဟန်ကောင်းအရှင်မြတ်တွေကိုရွေးချယ်ကိုယ်ကွယ်နိုင်ကြပါစေကြောင်းပြောကြရင်းနဲ့ဒီတင်ပြချက်ကိုဏိကုံးကံပါသုံးသပ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်